မင်္ဂလာပါအွန်လိုင်းမှာလွတ်လွတ်လပ်လပ်သွားချင်းလာချင်းပေးမဲ့ပိတ်ဆို့တားဆီးမှုတွေနဲ့ကြုံနေရတဲ့ဆိုရင်ဒီနေ့အကြောင်းအရာကအတုံးဝင်ပါပါဒီနေ့မှာတော့အဲ့ဒီတားဆီးတွေကိုကြော်လွှားနိုင်ဖို့အတွက်လွတ်ဝက်လက်နက်တစ်ခုလိုဖြစ်နေတဲ့ VPN protocol တွေရဲ့ကဘာတွေကိုအတူတူခရီးထွက်ကြည့်ကြအောင်ဟုတ်ပါတယ်ဒါတွေကကျွန်တော်တို့ရဲ့ digital လွတ်လပ်ခွင့်အတွက်အဓိကတော့ချက်ပါပဲဒီလိုမျိုး digital တင်တိုင်ကြီးကိုမျက်နှာမူနေရတဲ့အခါဒါကိုဘယ်လိုကြော်ဖြတ်ကြမလဲဆိုတဲ့မိခွန်းကမြေတောင်ပေါ်လာတာပဲကဲဒီနေ့အဲ့ဒီအဖြေကိုအတူတူရှာဖွေကြည့်ကြရအောင်ဟုတ်ပြီဒီနေ့ကျွန်တော်တို့ရဲ့ခီးစဉ်တော့ရှင်းရှင်းလေးမှာပထမဆုံး protocol တွေကဘာကြောင့်ဒီလောက်အရေးကြီးရလဲဆိုတာကိုကြည့်မယ်ပြီးတာနဲ့အဓိကကစားသမားကြီး၄ယောက်နဲ့မိတ်ဆက်ပေးမယ်သူတို့တဲ့ကမှအစွမ်းအထက်ဆုံးတစ်ခုကိုထိတ်တိုက်ရှင်ပြိုင်ခိုင်းပြီးဘသူကချန်ပီယံဖြစ်မလဲဆိုတာကြည့်ကြမယ်လीနောက်ဆုံးမှာတော့ဒီအသိပညာတွေနဲ့အတူကိုယ့်အတွက်အသင်းအောင်ဆုံးတိုင်းကားရောက်ကိုဘယ်လိုရွေးချယ်မလဲဆိုတဲ့လက်ညွှတ်နဲ့အဆုံးသတ်သွားမှာပါအင်တာနက်ကဏ္ဍမှုတွေကြားမှာ VPN ဆိုတာမရှိမဖြစ်လော့အပ်တဲ့ဒိုင်းကတစ်ခုလိုပါပဲဒါပေမဲ့အဲ့ဒီတိုင်းကရဲ့အမဆုံးဦးတိုင်း engine ကတော့ protocol ပါပဲ protocol ကောင်းမှာ VPN တစ်ခုကတကယ်ကိုထိထိရောက်ရောက်အလုပ်လုပ်မှာပါ protocol ဆိုတာဘာလဲလို့လွယ်လွယ်လေးစဉ်းစားကြည့်အောင်ဒါလေကိုယ့်ရဲ့ internet အထွားအလားကိုမျက်နှာဖုံးတစ်ခုဆွတ်ပေးလိုက်တယ်လို့ပဲဒါမှမဟုတ်လေဘယ်သူမှနားမလဲတဲ့လူဝခုစကားနဲ့ပြောလိုက်တာမျိုးပေါ့အဲ့တော့ကြားကနေချောင်းကြည့်နေတဲ့သူတွေကကျွန်တော်တို့ဘာလုပ်နေတယ်ဆိုတာဘယ်လို့မှမသိနိုင်တော့ဘူးလေကဲအခုကျွန်တော်တို့ရဲ့လက်နက်တိုက်ထဲကအဓိကတူလေးမျိုးထက်တဲ့ VLS, VMAX, Trojan နဲ့ Shadowsox တို့ရဲ့အားသာချက်တွေအားနည်းချက်တွေကိုတစ်ခုချင်းစီခွဲခြမ်းစိတ်ဖြာကြည့်ကြရအောင်ပထမဆုံးတစ်ယောက်ကတော့ VLS ပါသူ့ကိုမျက်မှောက်ခေရဲ့ချန်ပီယံလို့တောင်ပြောလို့ရတယ်သူ့ရဲ့အဓိကအားသာချက်ကတော့ကိုပြောင်းနိုင်စွမ်းအလွန်မြင့်မားပြီးအင်မတန်မြန်ဆန်တာပါပဲ VLS ရဲ့တကယ်အစွမ်းက reality ဆိုတဲ့နည်းပညာနဲ့ပေါင်းဆက်လိုက်မှအပြည့်အဝတော်လာတာပါဒီအတွက်ဖက်ကinternet content မှုအတင်းကျပ်ဆုံးတိုင်းတွေကိုတော့ဖောက်ထွက်နိုင်တဲ့အစွမ်းအဖက်ဆုံးရွေးချယ်မှုတစ်ခုဖြစ်လာစေပါတယ်။နောက်တစ်ခုကတော့ VMIS ပါ။ဒါကတော့ V2Ray project ရဲ့မူလအစပြုခဲ့တဲ့ default protocol တစ်ခုပေါ့။ VMIS ကသုံးရတာတော့လွယ်တယ်။ဟုတ်တယ်။ဒါပေမဲ့သူ့မှာအကြီးမားဆုံးအားနည်းချက်တစ်ခုရှိနေတယ်။အဲ့ဒါကဘာလဲဆိုတော့ deep packet inspection အတူကော DPI လို့ခေါ်တဲ့အဆင့်မြင့်စောင့်ကြည့်စနစ်တွေကသူ့ကိုအလွယ်လေးဖတ်မိနိုင်တာပဲ။ဒီ DPI ဆိုတာကကိုယ့်ရဲ့ data အထိုးလေးတွေကိုတစ်ခုချင်းစီဖွင့်ဖောက်စစ်ဆေးတာနဲ့အတူတူပဲဗျာဆိုတော့လုံခြုံရေးအရန်တင်းချက်တဲ့နေရာတွေမှာသုံးဖို့ကတော့လုံးဝမတင်ကြဘူးလို့ပြောရမှာပါ Trojan ကတော့အင်တာညာများတဲ့နည်းလမ်းကိုသုံးပါတယ်သူက Common Browser နဲ့ website ကြီးနေကြ HTTPS traffic ပုံစံမျိုးဟန်ဆောင်ပြီးထွာလာတာဒီတော့ထူးထူးခြားဖြစ်မနေပဲအလွယ်တကူပေါင်းနေလို့ရတာပေါ့သူကပုံးတာတော့ပဲမဲ့အားနည်းချက်တစ်ခုရှိတယ်အဲ့ဒါက VLS လိုမျိုး TLS fingerprint ကိုဟန်ဆောင်တူပါနိုင်စွမ်းမရှိတာပဲ TLS fingerprint ဆိုတာက online ပေါ်ကကိုယ့်ရဲ့ digital လက်ပူရလိုမျိုးပဲစဉ်းစားကြည့်လို့ရတယ် VLS ကအဲ့ဒီလက်ပူရကိုပြောင်းလဲပစ်နိုင်ပေမဲ့ Trojan ကတော့မလုပ်နိုင်ပါဘူးနောက်ဆုံးအနေနဲ့ Shadowsox ကိုမိတ်ဆက်ပေးချင်ပါတယ်ဒီမှာအရင်ရေးချအချက်တစ်ခုကသူ့ဟာ VPN အပြည့်စုံမဟုတ်ပဲ proxy တစ်ခုသာထည့်တယ်ဆိုတာကိုသတိထားဖို့ပါပဲဒါကြောင့် Shadowsox ကိုသုံးမယ်ဆိုရင်ကန့်သက်မှုတိတ်မပြင်းထန်တဲ့နေရာတွေဒါမှမဟုတ်တာမန် browsing အတွက်ပဲသုံးသင့်ပါတယ်။မြင်မာတဲ့လုံခြုံရေးလိုအပ်ချက်တွေအတွက်တော့သူ့ကိုအားကိုးလို့မရပါဘူး။ဟုတ်ပြီအခုအပြင်းထန်ဆုံးကန့်သက်မှုတွေနဲ့ရင်ဆိုင်နေရသူတွေအတွက်အရေးကြီးဆုံးနိုင်ရှင်မှုကြီးကိုလုပ်ကြအောင် VLS နဲ့ Trojan ဘယ်ဟာကပိုကောင်းလဲကြည့်လိုက်ကြအောင်။ဒီစရာကိုကြည့်လိုက်တာနဲ့အဓိကခွာခြားချက်ကရှင်းရှင်းလင်းလင်းကိုပေါ်နေပါတယ်။ VLS ဟာ JC3 SNI နဲ့ DLS လို့ digital လက်ပွေရမျိုးစုံကိုဟန်ဆောင်တူပါနိုင်တယ်။ Trojan ကရော HTTPS traffic ပုံစံတစ်ခုတည်းကိုပဲတူပါနိုင်တာ။ဒီ fingerprint spoofing လုပ်နိုင်တဲ့အစွမ်းကပဲ VLS ကိုစောင့်ကြည့်မှုတွေနဲ့ရှောင်တိန်နိုင်မှုအကြီးမားဆုံးအားသာချက်ဖြစ်စေရပါ။ဒါကြောင့်အဆုံးဖြတ်ပေးရမယ်ဆိုရင်တော့စွမ်းဆောင်ရည်လုံခြုံရေးနဲ့စင်ဆာကျော်လွှားနိုင်မှုဒီကဏ္ဍ၃ခုလုံးမှာVLS နဲ့ reality ပေါင်းစပ်မှုကရှင်းရှင်းလင်းလင်းအသာစီးရတဲ့ရွေးချယ်မှုဖြစ်တယ်လို့ပြောနိုင်ပါတယ်။ကဲကျွန်တော်တို့မှာအကောင်းဆုံး protocol ရှိုံနဲ့မပြီးသေးပါဘူးเนาะ။အဲ့ဒီ protocol ဖြတ်တန်းသွားမဲ့လမ်းကြောင်းကိုယ်တိုင်ကလေလုံခြုံနေဖို့လိုအပ်ပါတယ်။ဒါကတော့ HTTPS နဲ့ HTTP ရဲ့ကွာခြားချက်ပါပဲ။ရှင်းရှင်းလေးပါပဲ SSL/TLS certificate ပါတဲ့ HTTPS domain ကိုသုံးတာကလုံခြုံရေးနဲ့ privacy အတွက်လုံးဝအရောက်ပေးလို့မရတဲ့အရာတစ်ခုပါ။ HTTP တက်ကတော့ကို data တွေကိုလူအများမြင်နိုင်တဲ့လမ်းပေါ်မှာချပြထားတယ်လို့ပဲအင်ပတ်တဲ့အန်ဒရီများပါတယ်အခုထိကျွန်တော်တို့သိလာတဲ့အချက်လက်အားလုံးကိုစုစည်းပြီးကိုယ့်ရဲ့လိုအပ်ချက်နဲ့အကိုက်ညီဆုံး protocol ကိုဘယ်လိုရွေးချယ်မလဲဆိုတာအတွက်လက်တွေ့ကျတဲ့လမ်းညွှန်လေးကိုကြည့်ကြရအောင်ဒီစရာလေးကတော့အားလုံးရဲ့နှစ်ချုပ်ပါပဲကိုယ့်အတွက်ဘာလွယ်လဲဆိုတာကိုဒီမှာတိုက်ရိုက်ကြည့်ပြီးဆုံးဖြတ်နိုင်ပါတယ်တကယ်ကိုတင်းချက်တဲ့တိုင်းတွေကိုဖြိုးချချင်တာလား
VLS plus reality ကိုတာသုံးမှာသာမန် traffic ချာမှာပျောက်ကွယ်နေကြလား Trojan ကအကောင်းဆုံးပါမျက်နှုံးကအဓိကလားဒါဆိုရင် Shadow Socks ကိုစဉ်းစားပါရိုးရိုးရှင်းရှင်းပဲလိုချင်တာဆိုရင်တော့ V မှာ scar စင်ဖြေပါလိမ့်မယ် ဒီနေ့ပြောခဲ့သမျှထဲမှာဒီအချက်တစ်ခုတည်းကိုပဲမှတ်ထားရမယ်ဆိုရင်တော့ဒါပါပဲအလွန်တင်းကျပ်တဲ့အခြေအနေတွေမှာအမြင့်ဆုံးလုံခြုံရေးနဲ့ကိုပြောင်းနေစွမ်းအတွက် VLS နဲ့ reality ပေါင်းစပ်မှုကတော့လက်ရှိမှာအကောင်းဆုံးနဲ့အကြံပြုချင်ဆုံးရွေးချယ်မှုဖြစ်ပါ ကဲအခုဆိုရင် digital တိုင်တိုင်းတွေကိုကြော်လွှားဖို့အတွက်မှန်ကန်တဲ့တောက်တစ်ချောင်းကိုဘလို့ရွေးရမလဲဆိုတာရှင်းရှင်းလင်းလင်းသိသွားတော့ပါပြီအခုမေးစရာရှိတာကတော့ဒီတော့ကိုအသုံးပြုပြီးဖွင့်လိုက်တဲ့လွတ်လပ်တဲ့ digital ကဘာကြီးထဲမှာဘာတွေကိုစူးစမ်းရှာဖွေသွားကြမလဲဆိုတာပါပဲ